တစ်သားဖခင်တယောက်မှာတန်ကလေးလို့ခေါ်တဲ့သားတယောက်ရှိတယ်ဒါပေမဲ့ဒီသားလေးကတစ်သားကိုအရန်ကြိုက်စားတတ်သူသားပြောဖို့ဖခင်ကတစ်သားလေရင်လေပြီးကစားစရာအမျိုးမျိုးလုပ်ပေးပေမဲ့သားကရသမျှကိုပါဆက်ထဲထည့်စားပစ်တယ်မပြီးသေးတဲ့တစ်သားလေရင်တောင်သုံးပုံတစ်ပုံလောက်ကိုကိုက်စားထားခဲ့တယ်အချိန်ကြာလာတာနဲ့အမျှတန်ကလေးရဲ့စားခြင်းစိတ်ကပိုပိုကြီးလာပြီးကစားစရာတွေနဲ့မလုံလောက်တော့ဘူးအိမ်ထဲကစပွဲကလတ်ထိုင်ဗီဒီယိုတွေကိုတောင်ကိုက်စားပစ်တဲ့နေရန်တွေမှာပါပေါက်တွေထွက်လာတယ်ဖခင်ကနောက်ကနေအမြဲပြန်ပြင်ပေးနေပေမဲ့တားစားတဲ့နှုံးကိုမလိုက်နိုင်တော့ဘူးနောက်ဆုံးအိမ်တိုင်းတွေတောင်ကိုက်ဖြတ်ခံရပြီးအိမ်ကြီးပြိုကျသွားတယ်အဲ့ဒီအချိန်မှာဖခင်ကတားကိုကာကွယ်ဖို့ကိုနဲ့ဖုံးပေးခဲ့တဲ့နှစ်ယောက်လုံးမထိခိုက်ပေမဲ့အိမ်တော့ပျက်စီးသွားခဲ့ပြီးဖခင်ကစိတ်ပြက်လက်ပြက်နဲ့ပထမဆုံးအချိန်သားကိုစူခဲ့တယ်တန်ကလေးကဖခင်ရဲ့ကြောပုံကိုကြည့်ပြီးတခုခုနားလဲတယ်လို့ဖြစ်သွားတယ်ခေါင်းငုံကြည့်တော့ကလေးဘွားကဖခင်ပေးခဲ့တဲ့လေပြီးအဟောင်းလေးကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာတန်ကလေးကတိတ်တဆိတ်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အချိန်တစ်ခုကြာပြီးနောက်မိုးကြိုးတန်ကြီးတစ်ချက်ကအိပ်ပျော်နေတဲ့ဖခင်ကိုလန့်နိုးစေတယ်ဘေးမှာတော့မိုးသေးထန်စွာရွာနေပြီးလေထဲမှာလေပြီးလေးတစ်ခုသာလှည့်နေတဲ့သားကတော့ပျောက်နေပြီဖခင်ကစိုးရိမ်တကြီးလိုက်ရှာရင်တောင်ထိပ်ပေါ်ကအလင်းသေးသေးလေးတစ်ခုကိုမြင်လိုက်တယ်တောင်ပေါ်တက်သွားတော့တန်ကလေးရဲ့ရင်ဘတ်ထဲကမီးတောက်ကမိုးရေကြောင့်ငြိမ်းသွားပြီးသားဖြစ်နေတယ်သားကဖခင်ကိုထပ်မနှောက်ယှက်ချင်တော့လို့ကို့အသက်မီကိုကိုယ်တိုင်ငြိမ်းသက်ခဲ့တာပါဖခင်ကအေးဆက်နေတဲ့မီးတောက်ကိုအကြိမ်ကြိမ်ဖူးရှိုက်ပြီးသားကိုပြန်လို့ချင်ခဲ့ပေမဲ့အကျိုးမရှိဘူးနောက်ဆုံးသားကိုတိတ်တိတ်လေးချထားပြီးလေပြီးလေးကိုရင်ဘတ်ပေါ်တင်ပေးလိုက်တယ်အဲ့ဒီအချိန်မှာလေပြေးတေးသေးလေးတစ်ချက်တိုက်လာပြီးလေပြီးကဖြည်းဖြည်းချင်းပြန်လှည့်လာတယ်ဖခင်ကအကြံတစ်ခုရသွားပြီးလေပြီးကိုပြန်ပြင်ကတန်ကလေးရဲ့မီးဖိုထဲထည့်ပေးလိုက်တယ်အံ့ဖွယ်ကတော့ဖြစ်လာခဲ့တယ်တန်ကလေးရဲ့မျက်လုံးတွေဖြည်းဖြည်းချင်းပြန်လင်းလာတယ်အချိန်ကြာကြီးခွဲခွာခဲ့ရတဲ့ဖခင်နဲ့သားဟာတင်းတင်းကြပ်ကြပ်ပြန်လဲဖက်တွေ့ကြတယ်သူတို့နှစ်ယောက်ဟာအချစ်ကြောင့်တယောက်ကိုတယောက်နာကျင်စေခဲ့ကြပေမဲ့နောက်ဆုံးမှာလည်းအဲ့ဒီအချစ်ကြောင့်ပဲပြန်လဲဆုံတွေ့နိုင်ခဲ့ကြတာပါ